အားလုံးပဲမင်္ဂလာပါရှင်ဆူဇူကီဇင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ညီမကတော့ဆူဇူကီကားတွေနဲ့ပတ်သက်ပြီးတော့လာရောက်မြင်မြန်ထားတဲ့မိကုံးလေးတွေကိုထပ်မံဖြေကြားပေးသွားမယ်ဥမုံပဲဖြစ်ပါရဲ့ရှင်ပထမဆုံးဗေမိကုံးလေးရင်လာမယ်ဆိုတော့ကြည့်လိုက်ရအောင်နော်ပထမဆုံးမိကုံးလေးကတော့ admin အင်ဂျင်ဝိုင်ဖီတာမလဲဘူးဆိုရင်ဘာတွေဖြစ်လာနိုင်လဲသိချင်ပါလေဆိုပြီးတော့မတ်ရွှေကြီးကလာမေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါပါရှင်အင်ဂျင်ဝိုင်ဖီတာကိုမလဲဘူးဆိုရင်တော့အချိန်ကြာလာတာနဲ့အမျှအင်ဂျင်ဝိုင်ဖီတာမှာအညစ်အကြေးတွေပိတ်ဆို့လာမယ်ပြီးတော့အချိန်ကြာလာတာနဲ့အမျှမသက်စင်တဲ့အင်ဂျင်ဝိုင်တွေကအင်ဂျင်ခန်းလေးကိုရောက်သွားပြီးတော့အင်ဂျင်မိုင်းဆိုင်ရာပြဿနာတွေကိုကြုံတွေ့ရနိုင်ပါရဲ့ရှင်နောက်ထပ်မိကုံးလေးတစ်ခုကတော့ကေပရိုကမှာလေပောင်ဘယ်လောက်ထားရမလဲဆိုပြီးတော့ဦးအောင်ကြီးဆိုတဲ့အကောင့်ပိုင်ရှင်ကလာမေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ကေပရိုကမှာ 300kg အထိဝင်တွေကိုတင်ထားမယ်ဆိုရင်တော့ရှေ့ဘိန်း30နဲ့နောက်ဘိန်း30နဲ့ထားပေးရမှာဖြစ်ပါတယ်300kg အထက်ဝင်တွေကိုတင်ထားမယ်ဆိုရင်တော့ရှေ့ဘိန်း41နောက်ဘိန်း65ထားပေးရမှာဖြစ်ပါရဲ့ရှင်နောက်ထပ်မိကုံးလေးတစ်ခုကတော့ဘရက်ရှူးတွေကဘယ်ချိန်မှလဲတင်လဲဆိုပြီးတော့ကိုရန်အောင်ဆိုတဲ့အကောင့်ပိုင်ရှင်ကလာမေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင် Brake Break တွေကကြတော့မိမိအသုံးပြုတဲ့ပုံမှာမူတည်ပြီးတော့လဲလှယ်ပေးရတာဖြစ်တဲ့အတွက် Suzuki Service Center တွေမှာမျက်မြင်သွားရောက်စစ်ဆေးပြီးတော့လိုအပ်ရင်လဲလှယ်ဖို့အကြံပြုလိုက်ပါရစေရှင်နောက်ထပ်မိကုံးလေးတစ်ခုကတော့ Suzuki CN 2018ကလီဘာကျိုးပြောက်လာကျိုးနဲ့လာတိချင်ပါတယ်ဆိုပြီးတော့ပိတ်ချက်ပေါက်မှာလာမေးထားလေးဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင် Suzuki CN က Electronic Engine Control စနစ်ဖြစ်တဲ့အတွက်လီဘာကျိုးတက်ဆင်အသုံးပြုထားခြင်းမရှိပါဘူးရှင်နောက်ဆုံးရေးချထားတဲ့မိကုံးလေးတစ်ခုကတော့ admin switch ရဲ့အိမ်မှာပါတဲ့ cruise control ဆိုတာကဘယ်အချိန်မှာစတင်အသုံးပြုလို့ရတာလဲရှင်းပြပေးပါဆိုပြီးတော့ပိတ်ချက်ပေါက်မှာလာမေးထားတာလေးဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင် switch ရဲ့cruise control စနစ်ကအမြန်နှုန်းတစ်နာရီကီလိုမီတာ40ဒါမှမဟုတ်40နဲ့အထက်မှာစတင်အသုံးပြုလို့ရတာဖြစ်ပါရဲ့ရှင် cruise control နဲ့ပတ်သက်ပြီးရှင်းပြပေးထားတဲ့ဗီဒီယိုလေးကိုလည်း comment လေးကလေးမှာမျှဝေပေးထားပါရဲ့ရှင်ညီမတို့ Suzuki ဇင်မှာ Suzuki ကားတွေနဲ့ပတ်သက်ပြီးဗဟုသုတဖြစ်ပေါ်အကြောင်းအရာတွေကိုတင်ဆက်ပေးနေရဖြစ်ပြီးတော့နောက်ထပ်ဘယ်လိုမိကုံးလေးတွေကိုထပ်ထပ်ပြကြပေးသွားအောင်လဲဆိုတာဆက်လက်ဆောင်များအားပေးကြပါအောင်ရှင်အားလုံးပဲဘိုင်